အောက်လိုင်းပညာမနိုင်ပန်းလဲသိတယ်နော်အဲ့တော့အောက်လိုင်းပညာသူတို့နိုင်တဲ့ရွှေကျော်ပညာဆိုတာရှိအဲ့ဘယ်ဟာအရင်ပေါ့ပညာတွေကပြောမယ်ဆိုဖះမပွင့်နေနေရှိအိုးရှိတယ်ဆိုတာနော်ရှိပေကြီးဆက်တို့ပေါ်လာတယ်ဆိုတာလေအဲ့ဒီသူ့အကြောင်းနဲ့သူပေါ်လာဟုတ်နော်အဲ့မိစ္ဆာတွေကိုနှိမ်နေဖို့လေဟိုဖះလက်ထက်တော်အခါတုန်းကအားလုံးသိကြတယ်ဗုဒ္ဓဘာသာဒေဝရတ်တို့မာနတ်တွေဖះဟုတ်တာပြောမယ်ဆိုရင်ဒါဒုက္ခပေးတာပေါ့ဒုက္ခပေးတယ်ဆိုဒါတော့သူပါရမီဖြည့်တယ်ပေါ့ဗျာကျွန်တော်ရုပ်ရှင်ရိုက်တယ်လို့ဆိုရင်တော့ရုပ်ရှင်ဇာတ်ကားမှာဘလောက်ပဲမင်းသားတယောက်တည်းနဲ့စွမ်းဆောင်နိုင်လူချမ်းနေပါမှာကြမ်းမယ်ရမ်းမယ်လွမ်းမယ်ရက်ကစုံမဇကားတကားကောင်းတယ်လို့ပဲကျွန်တော်လည်းတစ်ချိန်တော့ဟာဒါဒီဝရကဒါဖိုက်တာပဲဖျောက်လာဒီကဒီလိုမှဘာညာပေါ့လေအဲ့လိုပြန်မာနကဘလို့ပါတော့သူလည်းဒါဇက်ဖို့ပဲဖျားဖြစ်ဖို့တော့ကိုဖျားဒီတိုင်းနေဖျားရဲ့တကိုးတော့80ပတ်တွေမသိနိုင်အဲ့တော့သူတို့ပါရမီဖြည့်ပေးရတယ်လို့ပဲကျွန်တော်ကအဲ့လိုပဲဟိုကြောက်ကြောက်အမိပေါ့ရှိတော့မှသူကလည်းဒီမှာပြန်ပြီးတော့ဟုတ်ကျွန်တော်တို့လူဘွားမှာဗျာအခုရဲရှိတယ်လူစိုးတွေရောမရှိဘူးခပိုင်းနိုင်တွေတခိုးတွေမရှိလားတခိုးရှိရဲရှိများတော့အဲ့လိုပေါ့အဲ့လိုခိုးလူကကိုပါပဲဖဲလူကဖဲပါသူ့ကြောင့်နေပေါ့တရားမှုမတရားမှုဓမ္မနဲ့အာရမတော့အများကြီးရှိအဲ့ဒီပုံမှာဟိုတစ်ဖက်ကမကောင်းပါဘူးလို့ကျွန်တော်တို့မပြောအောင်သူကြီးရမယ်နော်သူများအဖွဲ့အစည်းကိုကျွန်တော်ဆရာတွေမှားထားတယ်မကောင်းကြောင်းမပြောအောင်တခြားဘာသာကိုဗုဒ္ဓဘာသာမှာကောင်းတယ်ကျန်တဲ့ဘာသာကိုနှိမ့်ချဆက်ဆံပြီးမပြောအောင်သူ့ဘာသာနဲ့သူအကုန်လုံးသူ့ယူဆနဲ့သူကောင်းတယ်အရေးကြီးတာကိုကောင်းအောင်နော်ဗုဒ္ဓဘာသာကြီးကမ္မထန်40လက်စွာဘုရားထားခဲ့တယ်အဲ့ဒါကိုကျင့်ကြရမယ်ပွားများရမယ်အားထုတ်မယ်သမထဝိပဿနာအလုပ်ကိုလုပ်ရမယ်တတိုင်း10ပါးကျင့်ရမယ်ကျင့်နိုင်ပေါ့နော်မိလွတ်တွေရံပန်ရံကစားရမယ်တသက်လွတ်တွေစားရမယ်မစားရင်လည်းဥမာပြောသလိုဟိုကောင်းမှုတစ်ခုခုပေါ့နော်၅ပါးသီလထဲမှာကိုဘယ်နှပါးလုံလုံတာလေးကိုထိန်းခြင်းအပြင်ဩဃာတထိုင်ပြီးရှ िख ိုးနေကြမှာအဲ့ထဲမှာကိုဘယ်နှပါးလုံအဲ့လုံတော့ကိုကျွန်တော်တို့ဆရာကြီးဥဒုကဘဘဥဒုကရိုက်တဲ့တပါးသီလကြည့်ရမှာသီလတပါးပဲထိန်းတာတော့စွမ်းနေလေဆိုတဲ့အခါကျတော့ထိန်းနိုင်လေကိုတော့ကောင်းနေပေါ့ဗျာအဲ့လိုပါအဲ့ပေါ့ကျွန်တော်လည်းပေါ့ဒီအဲ့ရွှေညောမညာကိုကျွန်တော်ဟိုစကန့်နေအနေနဲ့ဖတ်ဖို့မှဘူးလေဟုတ်ကဲ့ကျွန်တော်သဘောကျတယ်တော့ကြတော့မူတော့ဒီလိုပြဘာမှလည်းမထိမကြိုက်ပဲနဲ့ဒီပုတ်ကနေပြီးတော့ထွက်နေတယ်အမိန့်စကားတစ်ခေါက်နဲ့ဟိုသူတို့ကအဲ့လိုဒီအထက်လန်းလုပ်တဲ့ထက်လန်းပုဂ္ဂိုလ်တွေရှေ့မှာဟိုအရှုံးပြရတာကြီးပဲလေအဲ့သဘောကျတယ်ဟောတော့အဲ့ဒီစာသားလေးတွေလည်းကျွန်တော်သဘောကျအဲ့ကြောင့်တော့ဟိုဖြစ်တယ်ဟိုဒါမို့ဩလို့သူတို့တွေကလုပ်တော့လုပ်တယ်ပေါ့နော်ပတ်စံရလို့ပေါ့ဗျာရှင်းရှင်းပြောတယ်နော်ခါချင်းဝင်ပေးရပတ်စံခါချင်းပေးရတယ်သူတို့ကလည်းအမေရာချီပေးရနော်ဟုတ်တယ်တောက်ဖို့တော့ကောင်းတယ်အဲ့လိုကောင်းတယ်ဆိုတာဟိုစမ်းရလူတွေရဲ့လောဘနော်ဟုတ်တယ်ပြီးတော့တယောက်တယောက်မနာလို့လားတယောက်ကောင်းစားတယောက်မနာလို့တယောက်ကောင်းစားတယောက်မနာလို့ပြီးတော့လေသူများရှိတာဟာအချောင်လိုချင်တဲ့လူတွေကပုံများနော်ဟုတ်တယ်ဟိုကိုယ်တိုင်လည်းမကြိုးစားကြဘူးဟုတ်တယ်ဟိုပြီးတော့လေသူများကြိုးစားတာကိုလည်းသူကဖြည့်ဆည်းခြင်းဖြည့်ဆည်းခြင်းတယ်ပြီးတော့ငါတို့ကြတော့မဖြစ်ဘူးသူတို့ကြတော့ဖြစ်နေတယ်အဲ့တော့သူတို့ဖြစ်နေတာကိုငါတို့ကလုံးမယ်ဆိုတဲ့ဟာမျိုးကြီးကဟိုပေါ့မကြိုးစားတဲ့အပြင်သူကဟိုသူတို့အောက်ကိုသွားတယ်အောက်ကိုသွားတယ်သူတို့ကမသိကြတော့လုပ်ပြီးတဲ့ဆရာတွေကလည်းတော်တော်ဟိုသူဘလို့စိတ်နိုင်လို့လည်းမသိဘူးဒါဒီသူဒီတရက်သွားပြီးတော့ဟိုရော့အင်းဆိုပြီးတော့ဟိုဒါနဲ့ထိုးနေတယ်ထိုးလို့စတာပဲနဲ့ဒါကြီးလုံးနေတယ်လည်းအေးယူလို့မရဘူးဒါကြီးနဲ့လုံနေတယ်ပြီးတော့ဒါကြီးသူတို့ကဒစိမ့်စိမ့်လုံနေတာနော်အဲ့တော့တကယ်လို့သူတို့ပျောက်သွားလို့တကယ်လို့ရှိရင်သူတို့ဒစိမ့်စိမ့်ပြန်ခံရမယ်ဆိုတော့ဟိုဟာလို့လေသူတို့သိနေပါပဲနော်ဘုရားဟောတရားရှိတယ်လူမင်းပြန်ပေးရတာဟုတ်လားသူသားကြီးဟုတ်တယ်လူမင်းပြန်ပေးရကိုအနိုင်ကျင့်လိုက်လူတယောက်ကိုကျွန်တော်အခု50ကျကျွန်တော်စစ်ထိုးမယ်ဗျာတစ်ချိန်ကျရင်ကျွန်တော်အဲ့ဒါပြန်ပေးစားဘယ်ချိန်လဲတော့မသိဒါတော့ရှိယူဘင်းပြန်ပေးရမယ်ဆိုတာဒါဘုရားဟောတဲ့တရားပဲเนาะကံကိုင်းကျိုးရှိတယ်ကျွန်တော်ဗုဒ္ဓဘာသာတွေအားလုံးကံကိုင်းကျိုးလက်ခံတယ်ပြစ္ဆုတ်ပံမှာချမ်းသာတယ်ဗျာကိုယ်စင်းရတယ်ဗျာအတိတ်ကကျွန်တော်တို့ဒါနမရှိဘူးဒါနအားနည်းလို့ဒါမြင်နေရတယ်ဒီလိုပုံစံမျိုးပေါ့အဲ့တော့ကိုပဲကိုကအပြစ်တင်ပြီးတော့ကိုကောင်းအောင်ဘယ်လိုနေမလဲခုနပြောတဲ့၅ပါးသီလထဲမှာဘယ်နှပါးလုံရင်ကောင်းမလဲငါတို့ဘယ်နှပါးထိန်းနိုင်လဲထိန်းကြည့်ပါထိန်းပြီးသစ္စာပြုပါကျွန်တော်တို့ကသစ္စာနဲ့ပဲသွားတာဟုတ်เนาะသစ္စာပဲပြုရတာဟုတ်တယ်အဲ့တော့ခုနကိုသားကြီးပြောသလိုပါဇက်ကပြောတာနဲ့ပြီးတယ်ဆိုတာကကျွန်တော်တို့ပါဇက်ကပြောတိုင်းဖြစ်တယ်ဆိုတာကကျွန်တော်တို့ကြောင့်မဟုတ်ဘူးဆေးတော်ကြောင့်เนาะကျွန်တော်တို့တင်ပေးခဲ့တဲ့ဥပဒေဆရာကြီးကစနစ်ကြတယ်ကျွန်တော်တို့တင်တဲ့နေရာမှာလေသူ
တော့ဒီရွှေရင်ကျော်အိဆာတရားမေးတိစိတ်ဂိုင်းလို့ဒါဂိုင်းနာမည်ပဲပေါ့ကျွန်တော်တို့အဲ့လိုပဲထင်တယ်နောက်တော့မှဆရာကြီးကရှင်းပြတဲ့ရှင်းတန်းတွေကတော်တော်လေးဓမ္မတိတ်တန်ကြတလုံးချင်းမှသူကအသေးသေးတယ်နော်ရွှေဆိုတာအခုဗျာလူတိုင်းတန်ဖိုးထားတယ်လေဟောရွှေစစ်ကိုလူတိုင်းတန်ဖိုးထားတယ်အခုဆိုရင်ဒါရွှေဈေးတွေကတအားတက်နေထားလိုက်တော့မှတ်ကြောက်တင်ခံနိုင်တယ်ရွှေစစ်ကလေရွှေအတူမဟုတ်ရွှေစစ်ဆိုရင်ဘလောက်ပဲမှတ်ကြောက်တိုက်ဘာမှမဖြစ်ဘူးအဲလိုရွှေရင်ဆိုတာလိမ္မာရင်ကြီးတော့အဖွဲ့အစည်းပေါ့နော်ရင်ကြီးအောင်လူတွေကိုကျွန်တော်တို့သင်ပေးတဲ့ပညာပေါ့စီယုံသိမ့်သွင်းပြီးတော့ဘုရားတရားတွေလုပ်ကြယရနာမြတ်သုံးပါးကိုကိုးကွယ်ကြစီကကြစသဖြင့်နော်ရင်ကြီးအောင်ကျွန်တော်တို့ကသင်ပေးတဲ့လူတွေဖြစ်တဲ့အတွက်ဆရာတွေဖြစ်တဲ့ရွှေရင်ကြော်ဆိုတာစိုင်းမုတ်တင်စရာမလိုဘူးမတူတော့မိစ္ဆာအားလုံးကိုကြော်လွှားနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်အိဆာတရားဆိုတာလူတာရဥမာပေါ့ကျွန်တော်တို့ဘယောဂကုနေနဲ့ကိုသားကြီးကုနာပြောသလိုချုပ်ဆိုချုပ်တုံးဆိုတုံးလက်ပြန်ကျိုးတုံးလိုက်စမ်းကိုကြောကုန်းကိုချိန်ပိုင်ကြောကောအောင်၅ချက်ရိုက်စမ်းလှမ်းပိုင်လှမ်းနဲ့ထိုးလိုက်စမ်းဆိုသူကသူအကုန်ဖြစ်နေတယ်ဆိုတာကအိဆာတရားလူတာရတယ်ဒီရောအိဆာတရားမဟိဋ္ဌိဆိုတာကြီးကျယ်သောအဖွဲ့အစည်းကျွန်တော်တို့ဗမာပြည်မှာရွှေရောအဖွဲ့အင်အားကြီးပါတယ်နော်ကြီးမားကျယ်ပြန့်သောအဖွဲ့အစည်းဖြစ်တယ်မဟိဋ္ဌိစေဆိုတာဝင်စေထွက်စေချုပ်စေတုပ်စေစေတိုင်းရတယ်လို့လည်း gain အဲ့တော့အဲ့စေးတော်မှာဘာတွေပါလဲဆိုတော့ကျွန်တော်တို့ဆရာတွေပြောပြတာပေါ့နော်ကျွန်တော်တို့ကစေးတော်ပေါ်တဲ့ကျွန်တော်နားမှာမရှိဘူးလေတကယ်ချင်းတယောက်ကျွန်တော်မေးဘူးတယ်ခင်ဗျားတို့ပြောနေတဲ့စကားတွေထဲမှာတဲ့အဲ့စေးတော်ဆွမ်းတယ်စေးတော်ဆွမ်းတယ်စေးတော်မှာဘာတွေပါလဲလို့ကျွန်တော်မေးဘူးတယ်အဲ့တော့ကျွန်တော်လည်းဓမ္မတိတန်ကြကြပဲကျွန်တော်ပြန်မေးလိုက်တယ်တကယ်ချင်းမေလက်ဖေးတောက်ဘူးလားတောက်ဘူးလေဘယ်ဆိုင်ရလက်ဖေးကောင်းလဲကွာကျွန်တော်စိတ်တိုင်းကြကြိုက်တယ်ကျွန်တော်တော့မော်ဒန်ကြိုက်တယ်ကျွန်တော်မဟာရန်ကုန်ကြိုက်တယ်ကျွန်တော်ကရွှေကန်ကော်ကြိုက်တယ်စသဖြင့်ပေါ့နော်ဟုတ်ပြီတကယ်ချင်းအဲ့လက်ဖေးတွေကမင်းဘယ်ဆိုင်ရအကြိုက်ဆုံးလဲဘယ်ဆိုင်ရပေါ့သူပြောတယ်တကယ်ချင်းအဲ့ဒါဆိုရင်လက်ဖေးရဲ့ဘယ်ကကောင်းတာနို့စီကကောင်းတာလားတကြားကကောင်းတာလားဒါမှမဟုတ်လက်ဖက်ကြောက်ကကောင်းတာလားကျွန်တော်လက်ဆွဲနှုတ်ဆက်တယ်အခုနည်းနည်းပြေးတယ်ပုတ်ဘူးလေလို့ဒါမင်းနားလဲအောင်ရှင်းပြတာအဲ့ဆေးဖော်တဲ့အချိန်မှာငါမရှိဘူးလို့ငါမမွေးသေးဘူးကွာအဓိကကွာလို့ပါရာစီတမော့တောက်ရင်အကြိုက်ခဲပျောက်တယ်ခေါင်းကြိုက်တာပျောက်တယ်ကိုလက်ကြိုက်ခဲတာပျောက်တယ်အဓိကအဲ့ဒီဆေးကိုယုံပြီးတောက်ရင်တကယ်လဲစွမ်းနေတာဖြစ်တဲ့အတွက်ပျောက်ဖို့အဓိကမဟုတ်ဘူးလားဟုတ်ပါတယ်အေးဒါဆိုရင်အဲ့ဒီ formula မရအောင်မင်းဆေးဖော်ရအောင်မို့လားရည်တယ်ဗျတကယ်ကြီးအဲ့လိုပေါ့ဗျာအဲ့တော့ဒီမှာရေးထားတာကဘာလဲဆိုတော့ဘိုးတော်စัจ जा မင်းပေါ့ကျွန်တော်ဒီဂိုင်းကိုတီထောင်ခဲ့တဲ့ဘိုးတော်စัจ जा မင်းကင်ဆောင်တော်မူတဲ့တန်လျက်တော်ကအယူပြီးတော့ကနက်ကနထီးစာတိတ်ဖြူထီးစာပါတယ်အဲ့ဒီထီးရလဲသူကဖုံးရှိတဲ့မင်းတွေစောင်းမှအလိုလိုထားပွင့်နေဆိုတဲ့အဲ့ကနက်ကနထီးစာတွေ့ကြရထီးစာတော့မဟုတ်ဘူးပေါ့နော်အဲ့ထီးစာရဲ့အဲ့တန်လျက်ကအယူရဲ့နောက်ပြီးတော့တောင်တန်းဆန်မိဖုရားကောင်ကြီးပန်တော်ကြပန်း9မျိုးအဲ့မိဖုရားကြီးကလည်းသီလသမာဓိပြည့်စုံသောမိဖုရားကြီးဖြစ်တဲ့အတွက်သူပန်လိုက်တဲ့ပန်တော်ကြပေါ့နော်အဲ့နက်ခတ်တွေကြုံပြီးတော့အဲ့ပန်တော်ကြပန်း9မျိုးနောက်ပြီးတော့တရားမင်းတို့ဆက်တာတဲ့မြေမကြသောကမုံမောင်းများစွာအဲ့ဒါတွေထူထောင်းပြီးတော့ပေါ်ဆက်ထားတဲ့ဆေးတော်ဖြစ်တယ်အဲ့ဆေးတော်တဲ့တပြေးပြေးနဲ့ပေါ့နော်အစင်ဆက်တွေထိမ့်သိမ့်ကျွန်တော်လက်ထဲရောက်တယ်ပေါ့ဗျာသူကျွန်တော်ကုတာလည်းပျောက်ကျွန်တော်တပည့်တွေကုတာလည်းပျောက်ဒါဆိုဆေးတော်မှန်လို့ပေါ့ဆေးတော်ပေါ်မှာယုံမတန်တရားမရှိနဲ့အဲ့တော့ခုနပြောသလိုဗီဒီယိုကောနဲ့ကုတာတွေကျွန်တော်ရှိတယ်ဗီဒီယိုကောနဲ့ဟိုမှာဖြစ်တဲ့လူကနေမှာပေါ့ဗျာအဲကျွန်တော်ဒီကနေဗီဒီယိုကောနဲ့ကုဟိုမှာပျောက်လို့ကျွန်တော်စီကိုလာပြီးပညာတွေပါယူသွားတာရှိတယ်အဲလက်တွေ့တွေပေါ့အမေရိကန်လူတယောက်ကျွန်တော်စီလာကုတယ်သူ့အိမ်မှာမကောင်းဆိုးရတွေရှိတယ်အဲကျွန်တော်ကကြည့်လိုက်တဲ့အခါကျအာယုံလေးပြုတ်လိုက်တဲ့အခါကျခင်ဗျားအိမ်မှာတရေသုံးအောင်ရှိတယ်။ဒါဆရာအဲ့ဒါဆိုကျွန်မဘယ်လိုလုပ်ရမလဲ။ကျွန်မလည်းလုပ်ခဲ့ပြီးပြီဒါပေမဲ့အဆင်မပြေဘူးပေါ့။အဲ့ဒါကျွန်တော်အိမ်ကနေပဲကျွန်တော်ရှင်းလိုက်တယ်ပေါ့နော်။အဲရှင်းလိုက်တဲ့အခါမှာဟိုမှာအကုန်လုံးပေးစေဖြစ်သွားတယ်။အဲ့လိုတွေလည်းရှိတယ်။ဒါပညာကဘာမလို့ဘယ်လိုပုံလဲဆိုတော့လိုက်လို့မကုန်ဘူးဗျာလိုက်လို့မမီဘူးပေါ့။ဘာမလို့ဒီ line ပေါ်တက်ပြီးတော့ပြောနေတဲ့ဆရာတွေလည်းရှိပါတယ်။ဆရာတွေလည်းကျေးဇူးတင်ပါတယ်နော်။ကျွန်တော်ရဲ့ဂျူနီယာဆရာတွေတချို့ပညာသက်2နှစ်3နှစ်4 5 6နှစ်နဲ့တော်တော်လေးလည်းကောင်းကောင်းကိုပြောနေကြတာတော်ပါတယ်ဒီဆရာတွေလည်းလေးစားပါတယ်ဒါပေမဲ့ကျွန်တော်ကတော့မပြောဆိုတာခုနကျွန်တော်ရဲ့နာယကကြီးအဖိုးဆရာကြီးစကားကိုကျွန်တော်နားထောင်နေမှာပါနောက်ပြီးတော့ကျွန်တော်အခုအပြင်စီးပွားရေးဘာမှမလုပ်တော့ရင်းတော့ကျွန်တော်မော်တော်ကားတွေပဲထောင်တယ်
လိုင်းက4စီးပိုင်တယ်ခုကျွန်တော်ဘာမှမရှိတော့အကုန်ရောင်းလိုက်အဲ့တော့ကျွန်တော်အသက်ထက်ဆုံးဒီဂိုင်းပညာပဲကျွန်တော်အသက်ကလည်းရပါပြီလေအဲ့ဒီကကျွန်တော်ဒီဂိုင်းတော်ပညာကိုပဲဖတ်တွေ့ပြီးတော့တေစီတိပေါ့နော်ကျွန်တော်ခရီးတွေညွှန်ကြားခဲ့တဲ့အတိုင်းကျွန်တော်ကြင်ကြံမယ်အားထုတ်မယ်မေတ္တာပို့မယ်ဖျားပေးသေးပေါ့ဗျာနော်ဘယောကလာကူတဲ့အခါသူတို့လှူဒန်းသွားတာတွေရှိတယ်အဓိကကျွန်တော်ပွဲလှူတယ်ဖျားเจ้าတော်မှာတောက်တော်ကျစီဗီပန်းကိုမပြတ်အောင်ပွဲမပြတ်အောင်ကျွန်တော်လှူတယ်ကိုတော်လည်းနည်းနည်းစားတာပေါ့ဗျာဘာလို့ဆိုစားဝတ်နေရှိသေးတာဟုတ်နော်ဒါရိုးသားသားလေးပဲကျွန်တော်ပြပြတာပါအဲ့တော့တေတမန်တက်တဆိုးကျွန်တော်ကတော့ဒီအလုပ်ကိုပဲဖတ်တွေ့သွားမယ်ဆိုတဲ့အကြောင်းလဲပရိသတ်ကြီးကိုကျွန်တော်ကပြပြချင်ပါတယ်နော်ကဲလို့အခက်ခဲရှိရင်ဒီပယောဂနဲ့ပတ်သက်ရင်ပေါ့ခုမယ်ဆိုရင်ကျွန်တော်ဆက်သွယ်လို့ရပါတယ်နော်ဖုန်းနံပါတ်3994399556နဲ့အဲ့ဒီဖုန်းလေးကိုဆက်သွယ်လို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်